အားလုံးမင်္ဂလာပါရှင်ကျမတို့ပေါ့နော်ကျမယခုပြထားတဲ့ပန်းလေးတွေဟာမိုးရာသီရောက်လို့ရှိရင်အညွန့်ဒီလေးတွေတဝေဝေနဲ့စိမ့်ဆိုးပြီးတော့နေအောင်ကြည့်ပြပြဝဝရတဲ့အခါမှာအဖူးလေးတွေထွက်လာပြီးတော့အပွင့်လေးတွေဝေးစားစားနဲ့မိုးရာသီရဲ့အလှကိုဒါအလှပေါ်အလှဆင့်တကယ်ကိုတင့်တယ်စေတဲ့ပန်းလေးတွေဖြစ်ပါတယ်ရှင်ဒီပန်းလေးတွေနဲ့အတူကျမရွတ်ဆိုပြခြင်းနဲ့ကြပြလေးတစ်ပုဒ်ရှိပါတယ်အဲ့ကြပြလေးကိုတော့ဆရာကြီးဇော်ကြီးကနေပြီးတော့ရေးဖွဲ့ခဲ့ခြင်းလည်းဖြစ်ပါတယ်ရှင်ဒီကြပြလေးကိုကျမတို့1935ခုဩဂုတ်လမှာကြီးပွားရေးမဂ္ဂဇင်းရဲ့အတွဲ3အမှတ်17မှာရေးဖွဲ့ခဲ့ပါရှိလာခြင်းဖြစ်ပါတယ်အဲ့တော့ကြတော့ဆရာကြီးရေးဖွဲ့ခဲ့တဲ့ဒီကပေါ့နော်ကျမတို့ဒီကြပြလေးမှာဆိုလို့ရှိရင်ကြပြလေးရဲ့ခေါင်းစဉ်ကတို့တိုင်းပြည်တဲ့ကျမကိုရွတ်ဖတ်ပြီးတော့မျှဝေခွင့်ပြုပါရှင်တို့တိုင်းပြည်ထလော့မြမအိုမြမတို့ရွာတို့မြေတို့ရွာမြေဝဲဇေဒီစပါးများလဲများဤများပါလေလဲတမွဲမွဲနှင့်စင်းရဲကာသာကာလကြာလင်ရာစကားမျိုးတညိုးညိုးနှင့်ပထိုးမြေမောင်ကြောင်းကြိုကြောင်းကြာလှဲ့လဲသွားလျက်မစားလေရာဝမ်းမဝ၍စွမ်းမြမတင်နိုင်ရှိမည်ဒီဒုတိယပိုက်ကလေးရတော့ရှင်ထလော့မြမအိုမြမတို့ရွာတို့မြေတို့ရွာမြေဝဲရေချိုတောက်ရန်မြစ်ချောင်းကန်နှင့်တီးနှံချိုပြားများလဲများဤများပါလေလဲတမွဲမွဲနှင့်စင်းရဲကာသာကာလကြာလင်မြင်သာမြင်ရမစားရ၍တောကပြိတ္တာဖြစ်မည်ဒီတတိယပိုက်ကလေးရတော့ရှင်ထလော့မြမထလော့အာမပြော့နှင့်မလျှော့လုံးလသူကစ၍ငါကအားလုံးလက်ယုံများမြောင်ညံများမြောင်နှင့်သွမ်းဆောင်ကြလေလော့ဤမြေဤရွာဘယ်သူရွာလဲဤရာစပါးဘယ်သူစပါးလဲထလော့တာဝန်ပွန်လော့လုပ်ငန်းညံရှည်ပန်း၍တဝမ်းတစိတ်ညီစေတည်းဆရာကြီးကရေးဖွဲ့တဲ့ကြပြလေးဖြစ်ပါတယ်ရှင်ဒီကြပြလေးကိုဒါနားထောင်ရတာပဲဖြစ်ဖြစ်ဖတ်ရတာပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ဘာလုပ်ငန်းတွေကိုပဲလုပ်ဒါညီညွတ်နဲ့အောင်မြင်အောင်မိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့မိသားစုမိမိရဲ့နိုင်ငံပေါ့နော်မိမိရဲ့မိသားစုမိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့နိုင်ငံကိုဒီလိုမျိုးလေးတွေနဲ့ပေါ့နော်တစိတ်တဝမ်းနဲ့ညီညွတ်နဲ့အားမလျှော့ပဲနဲ့ဉာဏ်ကိုရှေ့တန်းတည်ပြီးတော့ဆောင်ရွက်သွားကြရမယ်ဆိုတာလေးကိုဆရာကြီးကလမ်းညွှန်ပြသသွားခဲ့ခြင်းဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်